အားလုံးပဲမင်္ဂလာပါခင်ဗျာအမှန် audio book channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ကမှမိတ်ဆွေတို့ကိုဖတ်ပြပေးမယ့်စာအုပ်အနှစ်ချုပ်ကလေးကတော့စာရေးဆရာအောင်တေးရေးသားထားတဲ့အနာဂတ်လူငယ်နဲ့နေပြည်တော်စာအုပ်ကလေးပဲဖြစ်ပါတယ်ဒီစာအုပ်ကိုဘယ်လိုလူတွေဖတ်တင်တယ်လဲပြောင်းလဲလူသူများလက်ရှိဘဝကိုမကျေနပ်ပဲမိမိဘဝကိုပုံမကောင်းမွန်တဲ့အနာဂတ်ကိုဖန်တီးဖို့စိတ်အားထက်သန်နေတဲ့လူငယ်များလုံဆောင်မှုလိုအပ်နေသူများစိတ်သက်ကြနေခြင်းစူးစမ်းဖို့အားရင်ကုန်ခန်းနေခြင်းမျိုးမှာခွင့်အားနဲ့လမ်းညွှန်မှုလိုအပ်နေတဲ့သူတွေလမ်းပြောင်းနေတဲ့သူများဘယ်ပန်းနိုင်ကိုဘယ်လိုသွားရမှန်းမသိပဲအချိန်တွေကိုအလဟတ်သက်ကုန်ဆုံးနေသူများဖြစ်ပါတယ်ဒီစာအုပ်ကိုဘာကြောင့်ဖတ်တင်တယ်လဲဘဝရဲ့ဥရိချက်တွေရှာဖွေဖို့တင်ဟာလမ်းစုံလမ်းကွာမှာရောက်နေတဲ့ကားတစ်စီးလိုပါပဲဒီစာအုပ်က GPS လမ်းပြမြေပုံလိုပါပဲဘဝမှာဘယ်လိုပန်းနိုင်ကိုတတ်မှတ်ပြီးဘယ်လမ်းကိုရွေးချယ်သွားရမလဲဆိုတာကိုတိတိကျကျလမ်းညွှန်ချက်တွေပေးထားပါတယ်အတွင်းစိတ်အင်အားတိဆောက်ဖို့လူတော်များများဟာသူများဝေဖန်မှာကိုကြောက်ကြပြီးကိုလိုချင်တာကိုမလုပ်ရဲကြပါဘူးဥပမာကိုပိုင်စီးပွားရေးစတင်ခြင်းပဲဘဝဉာဏ်ကလူတွေကမင်းမအောင်မြင်ပါဘူးလို့ပြောမှာကိုစိုးရိမ်နေတဲ့သူတယောက်ဟာဒီစာအုပ်ဖတ်ပြီးရင်မိမိကိုယ်ကိုမိမိယုံကြည်မှုနဲ့မာနကင်းတဲ့တတ်တွေကိုရရှိသွားမှာဖြစ်ပါတယ်သူများစကားကြောင့်အိမ်မက်တွေပျက်စီးတာမျိုးမရှိတော့ပါဘူးစူးစမ်းခြင်းရဲ့တန်ဖိုးကိုသိရှိဖို့ဘဝမှာအောင်မြင်တဲ့သူတိုင်းဟာအတားအဆီးနဲ့ရင်ဆိုင်ခဲ့ရတာကြီးပါပဲဒီစာအုပ်ကရေခဲမြစ်ထဲမှာကူးခတ်နေတဲ့ရေကူးသမားလိုပါပဲပန်းနိုင်ကိုရောက်ရှိဖို့အတွက်အခက်အခဲတွေကြားကဘယ်လိုရုန်းကန်ရမလဲအားမလျှော့ပဲဆက်သွားရမယ့်စိတ်ဓာတ်ကိုဘယ်လိုမွေးမြူတည်ဆောက်ရမလဲဆိုတာကိုရှင်းရှင်းလင်းလင်းဖော်ပြပေးထားပါတယ်မရေရာသောကဘာအတွက်ကြိုတင်ပြင်ဆင်ခြင်းယနေ့ကျွန်တော်တို့နေထိုင်သော21ရာစုကဘာသည်ဤပညာ၏အရှိန်ဟုန်ဖြင့်ပြောင်းလဲနေပြီးလူမှုရေးစီးပွားရေးနဲ့နိုင်ငံရေးအခင်းကျင်းများမှာလည်းမတည်ငြိမ်မှုများနဲ့စိန်ခေါ်မှုများပြင်းထန်နေပါတယ်။ဤကဲ့သို့သောမရေရာသည့်အနာဂတ်ကိုပုံဖော်ထူးစေကြမည့်သူများမှာယနေ့ခေတ်လူငယ်များပင်ဖြစ်ပါတယ်။ဒါကြောင့်မို့အနာဂတ်လူငယ်များအနေဖြင့်ရှေ့ဆက်ရမည့်ခရီးလမ်းအတွက်ခိုင်မာသောနည်းဗျူဟာများချမှတ်ပြင်ဆင်ထားရမှာအရေးကြီးဆုံးသောတာဝန်တစ်ရပ်ပင်ဖြစ်ပါတယ်။အနာဂတ်လူငယ်တို့၏ပုံရိပ်လွှာနှင့်စိန်ခေါ်မှုများအနာဂတ်လူငယ်များသည် digital နှင့်ဌာနေတိုင်းရင်းသားများ digital native များဖြစ်ကြပါတယ်။သူတို့သည်အင်တာနက်လူမှုကွန်ရက်များနှင့်စမတ်ဖုန်းများကြားတွင်ကြီးပြင်းလာခဲ့ကြသူများဖြစ်ကြရာသတင်းချက်လက်များကိုလျင်မြန်စွာရယူနိုင်စွာကမ္ဘာတစ်ဝန်းလုံးနှင့်လွယ်ကူစွာချိတ်ဆက်နိုင်စွာများရှိကြပါတယ်။ဤဒီမှာသူတို့၏အကြီးမားဆုံးသောအားသာချက်ဖြစ်ပါတယ်။သို့တော်လည်းအဆိုပါအားသာချက်များနှင့်အတူစိန်ခေါ်မှုများသည်လည်းတွင်တယ်လျက်ရှိပါတယ်။သတင်းအမှားများနှင့်သတင်းတုများ၏အန္တရာယ်စိုက်ဘာနိုင်ခြင်းမှုအမြဲတမ်းချိတ်ဆက်နေရခြင်းကြောင့်ဖြစ်ပေါ်လာသောစိတ်ပိုင်းဆိုင်ရာဖိအားများနှင့်အလုပ်အကိုင်ဈေးကွက်၏ပြောင်းလဲမှုများကသူတို့ကိုချိန်ချောက်လျက်ရှိပါတယ်။တစ်ချိန်ကတန်ဖိုးရှိခဲ့သောအလုပ်အကိုင်များသည်အလိုလျောက်စနစ်automation နဲ့ဉာဏ်ရည်တု artificial intelligence တို့ဖြင့်အစားထိုးခံလိုက်ရသည့်အလားအလာများလည်းရှိနေပါတယ်။လူငယ်များအတွက်မရှိမဖြစ်လိုအပ်သောနည်းဗျူဟာများဤကဲ့သို့သောရှုပ်ထွေးသည့်ဘဝဉ္ကျင်တွင်အောင်မြင်စွာရည်တည်ရှင်သန်နိုင်ရန်အတွက်လူငယ်များအနေဖြင့်အောက်ပါနည်းဗျူဟာများကိုမွေးမြူကျင့်သုံးနိုင်ရန်လိုအပ်ပါတယ်။၁တသက်တာတင်ယူလေ့လာမှုတက္ကသိုလ်မှာဘွဲတစ်ခုရရှိုံဖြင့်လုံလောက်ပြီးယူဆ၍မရတော့ပါကဘာကြီးသည်လျင်မြန်စွာပြောင်းလဲနေသောကြောင့်မိမိတို့၏ဘဝတုဒနှင့်ကျွမ်းကျင်မှုများကိုအမြင့်မပြတ်အစင်းမြင့်တင်နေရန်လိုအပ်ပါတယ်။ online သင်တန်းများအလုပ်ရုံဆွေးနွေးပွဲများစာအုပ်စာတမ်းများမှတဆင့်အသိပညာအသင်များကိုစဉ်ဆက်မပြတ်ရှာဖွေဖြည့်ဆည်းနေရမည်ဖြစ်ပါတယ်။၂ကျွမ်းကျင်မှုများကိုပတ်စုံမွေးမြူခြင်းနည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုများနည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုများဖြစ်သော coding, data analysis, digital marketing ကဲ့သို့သောဘာသာရပ်များအပြင်လူမှုဆက်ဆံရေးပိုင်းဆိုင်ရာကျွမ်းကျင်မှုများကိုလည်းပိုင်နိုင်ရန်အရေးကြီးလာပါတယ်။ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်းသတင်းချက်လက်များကိုမျက်စိမိတ်မယုံကြည်ပဲမှန်ကန်ကြောင်းစမ်းစစ်နိုင်သည့်စွမ်းရည်ရှိရပါမယ်။တီထွင်ဖန်တီးနိုင်စွမ်းပြဿနာများကိုရှုထောင့်သစ်မှကြည့်မြင်ပြီးအဖြေရှာနိုင်စွမ်းရှိရပါမယ်။ဆက်သွယ်ပြောဆိုနိုင်စွာမိမိရဲ့အတွေ့အမြင်များကိုရှင်းလင်းပြသစွာဖော်ပြနိုင်ခြင်းဖြစ်ပါတယ်။ပူးပေါင်းဆောင်ရွက်နိုင်စွာအခြားသူများနှင့်အဖွဲ့လိုက်ထိရောက်စွာအလုပ်လုပ်နိုင်ခြင်းပဲဖြစ်ပါတယ်။စိတ်ပိုင်းဆိုင်ရာဉာဏ်ရည်မိမိနှင့်သူတစ်ပါး၏စိတ်ခံစားချက်ကိုနားလည်ပြီးကောင်းမွန်စွာတုံ့ပြန်နိုင်ခြင်းဖြစ်ပါတယ်။
3. လိုက်လျောညီထွေမှုနှင့်ကြံ့ခိုင်မှုအနာဂတ်တည်မတိကျမရေရာမှုများနှင့်ပြည့်နှက်နေမည်ဖြစ်ရာအပြောင်းအလဲများကိုကြောက်ရွံ့နေမည်အစားပွင့်လင်းပြီးလိုက်လျောညီထွေစွာနေထိုင်တတ်ရန်အရေးကြီးလာပါတယ်အခက်အခဲနှင့်ကြာရှုံးမှုများကြုံတွေ့နေရသည့်အခါစိတ်ဓာတ်မကြဘဲသင်ခန်းစာယူကာပြန်လည်ကြိုးစားနိုင်သည့်စိတ်ဓာတ်ကြံ့ခိုင်မှုသည်အဖိုးတန်ဆုံးအရည်အသွေးတစ်ခုဖြစ်ပါတယ်4. ကမ္ဘာလုံးဆိုင်ရာအမြင်ရှိခြင်းမိမိတို့သည်ကမ္ဘာကြီး၏အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်းနားလည်သဘောပေါက်ရန်လိုအပ်ပါတယ်မတူကွဲပြားသောဘာသာစကားယဉ်ကျေးမှုနှင့်အတွေ့အခေါ်များကိုလေးစားတန်ဖိုးထားရမည်ဖြစ်ပါတယ်။ရာသီဥတုပြောင်းလဲမှုကမ္ဘာလုံးဆိုင်ရာကာယောဂများကဲ့သို့သောပြဿနာများသည်နိုင်ငံတစ်နိုင်ငံတည်းလူမျိုးတစ်မျိုးတည်းနှင့်သက်ဆိုင်သည်မဟုတ်ဘဲအားလုံးစုပေါင်းဖြေရှင်းရမည့်ကိစ္စများဖြစ်ကြောင်းသဘောပေါက်ရမည်ဖြစ်ပါတယ်။5. စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုဂရုစိုက်ခြင်းနိဗ္ဗာန်များမြင်များပင်ကောင်းမွန်စေကမူကျမ်းမာသောခန္ဓာကိုယ်နှင့်ကြည်လင်သောစိတ်မရှိလျင်အရာထင်မည်မဟုတ်ပါဒီဂျစ်တယ်ပတ်ဝန်းကျင်၏ဖိအားများကြားမှမိမိကိုယ်ကိုအနာပေးခြင်းကိုယ်လက်လှူရှာအားကစားပြုလုပ်ခြင်းမိမိစိတ်ကျန်းမာရေးကိုဂရုပြုစောင့်ရှောက်ခြင်းသည်အောင်မြင်မှုအတွက်အရှိခံအကြဆုံးလိုအပ်ချက်ဖြစ်ပါတယ်အချို့အားဖြင့်ဆိုသောအနာဂတ်လူငယ်များ၏ရှေ့ခရီးသည်စိန်ခေါ်မှုများရှိတော်လဲအခွင့်အလမ်းကောင်းများလည်းများစွာရှိနေပါတယ်။အနာဂတ်ကိုကြောက်ရွံ့နေမည်အစား၎င်းကိုရင်ဆိုင်ရန်အတွက်မှန်ကန်သောနည်းဗျူဟာများဖြင့်ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်ပါတယ်။တသက်တာသင်ယူမှုဗတ်ဆောင်ကျွမ်းကျင်မှုလိုက်လျောညီထွေရှိမှုကမ္ဘာလုံးဆိုင်ရာအမြင်နှင့်ကျန်းမာရေးကိုဂရုစိုက်ခြင်းတည်းဟူသောနည်းဗျူဟာများဖြင့်လက်နက်တပ်ဆင်ထားသောလူငယ်များသည်မည်သို့ပင်မရေရာသောအနာဂတ်ကိုမဆိုအကောင်းဆုံးပုံဖော်နိုင်စွမ်းရှိမည်ဖြစ်ပါတယ်။လူငယ်များသည်အနာဂတ်ကိုလက်ခံရမည်သူများသာမကအနာဂတ်ကိုဖန်တီးပုံဖော်မည်ဗိဓုကာများဖြစ်ကြောင်းယုံကြည်ကြရမှာဖြစ်ပါတယ်။အခန်း1ငွေပုံကြီးပေါ်ထိုင်မယ်ရိုးရှင်းချင်းတွေးခေါ်မှုတဲ့အတောင်မှန်ပါတဲ့အိမ်မက်ကိုမရဲဖို့တိုက်တွန်းခြင်းဖြစ်ပါတယ်။ကြီးမားသောစီစဉ်ချမ်းသာနဲ့အောင်မြင်မှုတို့ကိုရဲရဲရင်ပုံဖော်ရမှာဖြစ်ပါတယ်။သင်စိတ်ကူးပုံဖော်နိုင်သည့်အရာတိုင်းကိုလက်တွေ့ဖန်တီးနိုင်သည်ဟုသောယုံကြည်ချက်ခိုင်မာမှုတွေရှိရပါမယ်။ဥပမာလူငယ်အများစုဟာလစာကောင်းတဲ့လုပ်တစ်ခုရရင်ကျေနပ်ကြပါတယ်။ဒါပေမဲ့ဒီစာအုပ်ကတော့ကိုယ့်ရဲ့လုပ်ငန်းကိုယ့်ရဲ့တည်ထွင်ဖန်တီးမှုတွေနဲ့လူပေါင်းထောင်ချီကိုအလုပ်ပေးနိုင်တဲ့လုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်ဖို့စိတ်ကူးထားဖို့တိုက်တွန်းထားပါတယ်။ပန်းနိုင်ကိုတေးသေးလေးသတ်မှတ်ထားရင်တင်းငယ်တဲ့ကြိုးပမ်းမှုနဲ့ပဲရပ်တန့်သွားမှာဖြစ်ပါတယ်။အိမ်မက်တွေကိုဘယ်လိုအကောင့်ထဲပေါ်ပြီးတည်ဆောက်မလဲ။လူတိုင်းမှာအိမ်မက်တွေရည်မှန်းချက်တွေကိုယ်စီရှိကြပါတယ်။ဒါပေမဲ့အဲ့ဒီအိမ်မက်တွေကိုလက်တွေ့ဘဝမှာတကယ်ဖြစ်လာအောင်အကောင့်ထဲပေါ်နိုင်တဲ့သူကတော့နည်းပါတယ်။အိမ်မက်တွေကိုစိတ်ကူးတတ်တဲ့အဖြစ်ကနေလက်တွေ့ဘဝအဖြစ်ပြောင်းလဲနိုင်ဖို့အတွက်ခိုင်မာတဲ့အစီအစဉ်စိတ်သက်ကြံ့ခိုင်မှုနဲ့မှန်ကန်တဲ့လှုပ်ဆောင်ချက်တွေလိုအပ်မှာဖြစ်ပါတယ်။အောက်မှာဖော်ပြထားတဲ့အစဉ်စဉ်နည်းလမ်းတွေကသင်ရဲ့အနာဂတ်အိမ်မက်တွေကိုတည်ဆောက်ပြီးအကောင့်ထဲပေါ်ရမှာအကောင်းဆုံးအထောက်အကူပြုပါလိမ့်မယ်။အဆင့်1သင်အိမ်မက်ကိုရှင်းရှင်းလင်းလင်းသတ်မှတ်ပါ။အရေးကြီးဆုံးအချက်ကတော့သင်တကယ်ဘာဖြစ်ချင်တယ်လဲဘာကိုလိုချင်ဆုံးလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိဖို့ပါပဲအိမ်မက်ဆိုတာမရေရာတဲ့စိတ်ကူးတတ်မဖြစ်သင့်ပါဘူးတိတိကျကျသတ်မှတ်ပါငါပျော်ရွှင်ခြင်းနဲ့ရေပူရပြောတာထက်ငါဟာကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကိုအောင်မြင်အောင်တည်ထောင်ပြီးမိသားစုနဲ့အချိန်ပိုပေးနိုင်တဲ့ဘဝမျိုးလိုချင်တယ်ဆိုပြီးတိတိကျကျသတ်မှတ်ရမှာဖြစ်ပါတယ်မြင်အောင်ကြည့်ပါသင်အိမ်မက်ကိုအကောင့်ထဲပေါ်ပြီးတဲ့အခါသင်ဘဝကဘယ်လိုပုံစံဖြစ်နေမလဲဆိုတာကိုအသေးစိတ်စိတ်ကူးနဲ့မြင်အောင်ကြည့်ရမှာဖြစ်ပါတယ်။သင်ဘယ်မှာနေမလဲဘာတွေလုပ်နေလဲဘယ်လိုခံစားနေရတယ်လဲစသဖြင့်ပေါ့ဒါကသင်ကိုတွင်အားပေးပါလိမ့်မယ်။သင်ရဲ့အိမ်မက်တွေကိုဒဏ္ဍာရီထဲမှာဖြစ်ဖြစ်မြင်သာတဲ့နေရာမှာဖြစ်ဖြစ်ချရေးထားပါရေးထားတဲ့စာကသင်အုံနောက်ထဲစိတ်ကူးကိုပို့ပြီးခိုင်မာစေပါတယ်။အဆင့်နဲ့လက်တွေ့ကြတဲ့လုပ်ငန်းစဉ်ဆွဲပါကြီးမားတဲ့အိမ်မက်တွေကိုတင်းငယ်ပြီးလက်တွေ့လှုပ်ဆောင်နိုင်တဲ့အဆင့်လေးတွေအဖြစ်ခွဲခြမ်းချပစ်ပါဒါမှဘယ်ကစလို့ရမလဲမသိတာမျိုးမဖြစ်တော့ပါဘူးပန်းနိုင်အသေးစားတွေခွဲထုတ်ပါဥပမာတင်းအိမ်မက်တွေကစာရေးဆရာတယောက်ဖြစ်ဖို့ဆိုရင်နေ့တိုင်းစာတစ်မျက်နှာရေးမယ်တစ်ပတ်ကိုစာအုပ်တော်ဖတ်မယ်စာရေးသားခြင်းသင်တန်းတစ်ခုတက်မယ်ဝတ္ထုတူတစ်ပုဒ်အပြည့်ရေးမယ်စသဖြင့်အသေးစိတ်အစီအစဉ်လေးတွေရေးဆွဲရမှာဖြစ်ပါတယ်
အချိန်သတ်မှတ်ပါပန်းနိုင်တစ်ခုချင်းစီအတွက်အချိန်သတ်မှတ်ပါဒါမှတင့်ကိုတင်တာဝန်ယူမှုရှိလာမှာဖြစ်ပါတယ်တနေ့နေ့တော့လုံးမယ်ဆိုတာမျိုးထက်ဒီလကုန်မှာဒီအဆင့်ကိုပြည့်အောင်လုပ်မယ်ဆိုပြီးသတ်မှတ်ရမှာဖြစ်ပါတယ်လိုအပ်တာတွေစရင်လုပ်ပါတင့်အိမ်မက်ကိုအကောင့်ထဲပို့ဖို့ဘာတွေလိုအပ်မလဲအသိပညာကျွမ်းကျင်မှုငွေကြေးဒါမှမဟုတ်အခြားသူတွေရဲ့အကူအညီလားလိုအပ်တာတွေကိုစရင်ပြုစုပြီးတစ်ခုချင်းစီဘယ်လိုဖြည့်ဆည်းရမလဲဆိုတာကိုကြိုတင်စီစဉ်ရမှာဖြစ်ပါတယ်အဆင့်3နေ့စဉ်လေးခြင်းကောင်းတွေမွေးမြူပါအောင်မြင်မှုဆိုတာတနေ့တညနဲ့ရလာတာမဟုတ်ပါဘူးနေ့စဉ်ပြုလုပ်တဲ့လေးခြင်းကောင်းတွေကနေတဖြည်းဖြည်းတိဆောက်ယူရတာဖြစ်ပါတယ်တသမတ်တဲ့လှုပ်ဆောင်ပါနေ့တိုင်းနည်းနည်းချင်းလှုပ်ဆောင်တာကရက်တွေအများကြီးချပြီးမှအများကြီးလှုပ်တာထက်ပိုပြီးထိရောက်ပါတယ်နေ့တိုင်းစာ15မိနစ်ဖတ်တာအင်္ဂလိပ်စာလုံး9လုံးကြက်တာမျိုးကအချိန်ကြာလာတဲ့နဲ့အမျှကြီးမားတဲ့ပြောင်းလဲမှုကိုဖြစ်စေပါတယ်မိမိကိုယ်ကိုစီကံရှိပါစိတ်ပါသည်ဖြစ်စေမပါသည်ဖြစ်စေလှုပ်ရှားရှိတာကိုအချိန်မီလှုပ်ဆောင်ခြင်းဟာအောင်မြင်မှုရဲ့အဓိကတော့ချက်ပါအချိန်ကိုစီမံခန့်ခွဲပါအရေးကြီးတဲ့အလုပ်တွေကိုဦးစားပေးလုပ်ပါမလိုအပ်တဲ့အချိန်ဖြုံးခြင်းတွေဥပမာဆိုရှယ်မီဒီယာလွှင့်ကျင်သုံးခြင်းတွေကိုရှော့ချပါအဆင့်4စိတ်ဓာတ်ကြံ့ခိုင်အောင်တည်ဆောက်ပါသင်ရဲ့တွေးခေါ်တဲ့စိတ်ဓာတ်ကအိမ်မက်ကိုအကောင်းထဲပေါ်ရမှာအရေးကြီးဆုံးအခန်းကဏ္ဍကနေပါဝင်နေပါတယ်ကိုယုံကြည်ပါငါလုံနိုင်နေဆိုတဲ့ယုံကြည်ချက်ကိုအရင်ဆုံးမွေးမြူပါတန်တရားတွေကြောက်စိတ်တွေကသင်ကိုနောက်ပြန်ဆွဲပါလိမ့်မယ်အကောင်းမြင်စိတ်ထားပါအခက်အခဲကြုံလာတဲ့အခါဒါဟာကြာရှုံးတာမဟုတ်ပဲတင်ယူစရာအခွင့်အရေးတစ်ခုလို့သဘောထားပါပြဿနာကိုအာရုံစိုက်မဲ့အစားအဖြေကိုအာရုံစိုက်ပါကြာရှုံးမှုကိုလက်ခံနိုင်အောင်ကြိုးစားပါဘယ်သူမှတစ်ခါတည်းနဲ့မအောင်မြင်ပါဘူးအမားတွေကြာရှုံးမှုတွေကသင်ခန်းစာယူစရာတွေပါအဆင့်5တင်တယောက်တည်းဒီဂရီကိုတွားနေတာမဟုတ်ပါဘူးလမ်းညွှန်တဲ့သူရှာပါတင်လေးစားရတဲ့တင်လူနယ်ပင်မှာအောင်မြင်နေတဲ့သူတယောက်စီကအကြံဉာဏ်တောင်းမှာသူတို့ရဲ့အတွေ့အကြုံတွေကတင်းအတွက်ဖုံးမဖြစ်နိုင်တဲ့သင်ခန်းစာတွေဖြစ်ပါလိမ့်မယ်။ဘဝဉာဏ်ကောင်းကိုဖန်တီးပါ။တင်းကိုအားပေးနေတဲ့တင်းအိမ်မက်ကိုနားလေတဲ့မိတ်ဆွေတွေမိသားစုတွေနဲ့အချိန်ဖြုံးပါအဆိုးမြင်တဲ့သူတွေနဲ့ဝေးနေပါတသက်တာတင်ယူပါ။တင်းအိမ်မက်နဲ့ပတ်သက်တဲ့ဘ ഹു တုဒကျွမ်းကျင်မှုတွေကိုအမြဲမပြတ်လေ့လာစီးပူးနေပါ။စာအုပ်ဖတ်ပါသင်တန်းတက်ပါအလုပ်ရုံဆွေးနွေးပွဲတွေတက်ရောက်ပါ။တင်းရဲ့အိမ်မက်တွေကိုတကယ်တမ်းဖိုးထားတယ်ဆိုလို့ရှိရင်စိတ်ကူးထဲမှာပဲထားမယ့်အစားလက်တွေအကောင့်ထဲပေါ်ဖို့ဒီနေ့ကပဲစပြီးကြိုးစားလိုက်ပါအိမ်မက်တွေကိုတိဆောက်တယ်ဆိုတာခရီးရှည်တစ်ခုနဲ့တူပါတယ်အခက်အခဲတွေစိန်ခေါ်မှုတွေရှိနေမှာဖြစ်ပေမဲ့ရှင်းနေတဲ့ပန်းတိုင်းခိုင်မာတဲ့လုပ်ငန်းစဉ်စိတ်သက်ကြံ့ခိုင်မှုနဲ့ဇွဲလုံးလာရှိကြိုးစားသွားမယ်ဆိုလို့ရှိရင်သင်ချင်းမြတ်နိုးတဲ့အနာဂတ်ကိုကိုယ်တိုင်ပုံဖော်နိုင်မှာအသေးကြပါပဲအခန်းနဲ့အတ္တမာနတွေကိုတတိထားပါမသိတာကိုဝန်ခံခြင်းဟာအင်အားတစ်ခုဖြစ်ပြီးမာနကြီးခြင်းဟာအသိပညာတကားကိုပိတ်ဆို့ခြင်းသာဖြစ်ပါတယ်။ဥပမာနည်းပညာနယ်ပယ်ကခေါင်းဆောင်တဦးဟာသူ့လောက်ကလူငယ်တဦးကနေပုံမူထရောက်တဲ့နည်းလမ်းကိုအကြံပြုလာတဲ့အခါသူ့ထံငယ်လို့ဒါမှမဟုတ်သူနဲ့အမြင်မတူလို့ဆိုပြီးမာနနဲ့ညှင်းပယ်လိုက်မယ်ဆိုရင်ထိုခေါင်းဆောင်ဟာတိုးတက်ပြောင်းလဲမှုကိုလက်လွတ်ခံနိုင်ခြင်းပဲဖြစ်ပါတယ်။အောင်မြင်တဲ့ခေါင်းဆောင်တွေဟာမာနမထားပဲအကြံကောင်းကိုဘယ်သူစီကမဆိုလက်ခံနိုင်စွမ်းရှိရပါမယ်။အတ္တမာနတွေကိုဘယ်လိုဖယ်ရှားရမလဲ။အတ္တနဲ့မာနတွေကိုဖယ်ရှားနိုင်ဖို့အတွက်အောက်ပါနည်းလမ်းတွေကိုလေ့လာကျင့်သုံးနိုင်ပါတယ်။မိမိကိုယ်ကိုအတိမတ်ပြုခြင်းမိမိကိုယ်ကိုပြန်လဲဆန်းစစ်ပါ။ကိုယ့်ရဲ့အတ္တနဲ့မာနတွေဘယ်အချိန်မှပေါ်လာသလဲ။ဘာကြောင့်ပေါ်လာသလဲဆိုတာကိုသတိထားပါ။ငါမှန်တယ်လို့အမြဲတမ်းတွေးနေမိသလား။သူတစ်ပါးကိုမလေးစားဘဲနေမိသလားဆိုတာမေးခွန်းထုတ်ပါ။လက်ရှိကိုအာရုံစိုက်ပါအတိတ်ကအောင်မြင်မှုတွေရရှိခဲ့တာတွေကိုပြောဆိုဂုဏ်ယူနေမဲ့အစားလက်ရှိအချိန်မှာဘာလုပ်နေလဲဘလို့ဖြစ်နေလဲဆိုတာကိုအာရုံစိုက်ပါနှိမ်ချမှုကိုကျင့်သုံးခြင်းနားထောင်တတ်ပါသူတစ်ပါးပြောတာကိုအမှန်တကယ်စိတ်ဝင်စားနားထောင်တတ်ဖို့လေ့ကျင့်ပါလူတိုင်းမှာသင်ယူစရာတစ်ခုခုရှိတယ်ဆိုတာကိုလက်ခံပါမှားတာကိုဝန်ခံပါကိုမားတဲ့အခါအသက်ပြင်းပြင်းရှုပြီးအမားကိုဝန်ခံဖို့ဝန်မလေးပါနဲ့ဒီလိုလိုချင်းကကိုယ့်ရဲ့တာဝန်ယူတတ်မှုနဲ့သင်ယူလူစိတ်ကိုပြသရာရောက်ပါတယ်ဝေဖန်မှုကိုလက်ခံပါယုံကြည်ရတဲ့သူတွေစီကရိုးသားတဲ့ဝေဖန်အကြံပြုချက်တွေကိုပုံဝင်လင်းလင်းတောင်းခံပြီးလက်ခံဖို့ကြိုးစားပါဝေဖန်မှုကနေသင်ယူပါ3အမြဲတမ်းသင်ယူသူအဖြစ်နေထိုင်ခြင်း
မသိတာကိုဝန်ခံမှာကိုကအကုန်သိနေပြီလို့မယူဆပဲအမြဲတမ်းသင်စရာတွေကြံနေသေးတယ်ဆိုတဲ့စိတ်ထားမျိုးကိုမွေးမြူပါစာအုပ်စာပေလေ့လာခြင်းကိုမကျွမ်းကျင်တဲ့အကြောင်းအရာတွေကိုလေ့လာပါဒါကမာနတွေကိုရောပါစေပြီးကိုယ့်ရဲ့အသိပညာနယ်ပယ်ကိုကျယ်ပြန့်စေပါတယ်၄ဘူပေါင်းဆောင်ရွက်ခြင်းနဲ့ကျေးဇူးတင်တတ်ခြင်းသူတစ်ပါးကိုအတိမတ်ပြုပါကိုယ်တဦးတည်းကြောင့်အောင်မြင်တာမဟုတ်ပဲဘဝဉ္ဇဉ်ကလူတွေရဲ့အကူအညီနဲ့အားထုတ်မှုတွေကြောင့်လည်းပါတယ်ဆိုတာကိုလက်ခံပြီးကျေးဇူးတင်ပါကောင်းသောလုပ်ရများလှုပ်ဆောင်ပါကိုယ့်ရဲ့အားထုတ်မှုကတခြားသူတွေကိုအကျိုးပြုစေတဲ့အခါအတ္တမာနတွေဟာသူ့အလိုလိုလျော့ပါသွားနိုင်ပါတယ်ဒီလေးခြင်းတွေကိုနေ့စဉ်ဘဝမှာအမြဲတမ်းကျင့်သုံးနေခြင်းဖြင့်အတ္တနဲ့မာနတွေကိုထိန်းချုပ်ကာပုံမူငြိမ်းချမ်းတဲ့စိတ်နဲ့နေထိုင်နိုင်ပါလိမ့်မယ်အခန်းသုံးဘဝကရွေးချယ်ခွင့်ပေးမထားဘူးဘဝမှာအောင်မြင်ခြင်းတရောင်တရာရွေးချယ်ခွင့်ကွန်းဖို့ဆောင်ဆိုတာမရှိပါဘူးအချိန်ပေးစမှုနဲ့အစွမ်းကုန်ကြိုးပမ်းမှုများကသာရွေးချယ်စရာဖြစ်ပါတယ်အောင်မြင်မှုနဲ့တရောင်တရာရှိမှုဟာဘယ်တော့မှအတူမရှိနိုင်ပါဘူးရလက်ကောင်းခြင်းကြိုးစားအားထုတ်မှုကိုရွေးချယ်ရပါမယ်ဥပမာကိုလေးချိန်လျှော့ခြင်းနဲ့ဆိုပါစို့မနေ့တိုင်းလေးချိန်နဲ့လုပ်ရမယ်ပင်ပန်းမှုကိုရွေးချယ်ခြင်းသို့မဟုတ်ကိုလေးချိန်ပိုတက်လာမယ်ရလက်ကိုလက်ခံခြင်းပဲရှိပါတယ်လေးချိန်ကမလုပ်ဘဲအစီကျမယ်ဆိုတဲ့ရွေးချယ်ခွင့်မျိုးဟာဘဝကပြီးမထားပါဘူးဘဝရဲ့လိုချင်တဲ့အရာကိုရရှိဖို့အတွက်ပင်ပန်းမှုကိုရဲရဲရင့်ရင်ဆိုင်ရပါမယ်အခက်အခဲတွေပြဿနာတွေကြုံလာတဲ့အခါအောက်ပါနည်းလမ်းတွေနဲ့ရင်ဆိုင်နိုင်ပါတယ်ကာကြီးစိတ်ပိုင်းဆိုင်ရာခွင့်အားယူခြင်းအကောင်းမြင်စိတ်မွေးမြူပါအခက်အခဲဆိုတာတင်းရဲ့တမယိုးကြဘဝကွန်ဖော့ဇုန်ကနေရုံထွက်ဖို့လာရောက်လှုပ်နိုးတဲ့အရာနောက်တဲ့အဆင့်တစ်ခုတက်လှမ်းဖို့အတွက်လေကားတစ်ခုလိုပဲသဘောထားပါမိမိကိုယ်ကိုယုံကြည်ပါငါဒီအခက်အခဲကိုကျော်လွှားနိုင်တယ်လို့ယုံကြည်မှုရှိပါကိုယ်အားပေးပြီးစိတ်ဓာတ်မကြပဲဆက်လက်ကြိုးစားပါရည်မှန်းချက်ကိုပြန်လည်သတိရပါစိန်ခေါ်မှုတွေကိုရင်ဆိုင်ပြီးသွားရင်သင်ရရှိလာမယ့်ပုံမကောင်းမွန်တဲ့အခြေအနေနဲ့တိုးတက်လာမယ့်စွမ်းရည်တွေကိုမြင်အောင်ကြည့်ပါစိတ်တည်ငြိမ်အောင်ထိန်းသိမ်းပါစိတ်ဖိစီးမှုတွေများလာတဲ့အခါတရားထိုင်တာအသက်ရှူလေ့ကျင့်ခန်းလုပ်တာစတာတွေနဲ့စိတ်ကိုအေးချမ်းအောင်လေ့ကျင့်ပါခါခွေလက်တွေ့ကြဖြည့်ရှင်းဆောင်ရွက်ခြင်းပြဿနာရဲ့အရင်းမြစ်ကိုရှာဖွေပါဘာကြောင့်အခက်အခဲဖြစ်လာတာလဲဒီအခက်အခဲကိုဘယ်လိုနည်းလမ်းနဲ့ဖြေရှင်းရမလဲဆိုတာကိုအေးအေးဆေးဆေးစဉ်းစားပါရှောင်လွှဲဖို့တဲ့ဖြေရှင်းဖို့နည်းလမ်းကိုရှာပါအပိုင်းလိုက်ဖြေရှင်းပါကြီးမားတဲ့ပြဿနာတစ်ခုကိုတပြိုင်တည်းဖြေရှင်းဖို့ခက်ခဲရင်တင်းငယ်တဲ့အပိုင်းတွေခွဲထုတ်ပြီးတစ်ခုချင်းစီကိုစနစ်တကျဖြေရှင်းပါအကူအညီတောင်းခံပါတခါတရံမှာကိုယ်တယောက်တည်းဖြေရှင်းဖို့မလွယ်ကူပါဘူးမိသားစုမိတ်ဆွေဒါမှမဟုတ်ကျွမ်းကျင်သူတွေစီကအကူအညီနဲ့အကြံဉာဏ်တွေကိုတောင်းခံပါနဲ့အခွင့်အရေးတွေကိုစုပ်ကိုင်နေအခွင့်အရေးဆိုတာအမြဲတမ်းမျက်စိရှိမှပေါ်လာလိမ့်မရှိပါဘူးကိုယ်တိုင်ရှာဖွေရယူရတာဖန်တီးရယူရတာနဲ့အစဉ်သင့်ဖြစ်အောင်ပြင်ဆင်ထားရတာမျိုးတွေပါကာကြီးအစဉ်သင့်ပြင်ဆင်ထားခြင်းကိုယ်ရည်ကိုယ်သွေးတိုးတက်အောင်လုပ်ပါပညာကျွမ်းကျင်မှုအတွေ့အကြုံစတာတွေကိုအမြဲတမ်းလေ့လာပြည့်စည်နေပါတင်ယူလိုစိတ်ကိုမဆုံးရှုံးပါစေနဲ့အခွင့်အရေးတွေဟာအသင့်တော်ဆုံးနဲ့အသင့်တော်ဆုံးသူစီကိုပဲရောက်လာတတ်ပါတယ်ကွန်ရက်ချဲထွင်ပါလူမှုဆက်ဆံရေးကိုကောင်းမွန်အောင်ထားရှိပါကိုယ်နဲ့စိတ်တူကိုယ်တူရှိတဲ့သူတွေကိုယ်ကိုအားပေးနိုင်တဲ့သူတွေအတွေ့အကြုံရှိတဲ့သူတွေနဲ့ချိတ်ဆက်ပါအခွင့်အရေးတစ်ခုရုတ်တရက်ပေါ်လာတဲ့အခါချက်ချင်းစုပ်ကိုင်နိုင်ဖို့အတွက်ကိုယ့်ရဲ့အခြေအနေစိတ်ကူးနဲ့အစီအစဉ်တွေကိုကြိုတင်ပြင်ဆင်ထားပါခါခွေအခွင့်အရေးတွေကိုသိမြင်ဆုံးဖြတ်ခြင်းပဝန်းကျင်ကိုစောင့်ကြည့်ပါလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေလိုအပ်ချက်တွေနဲ့ခရီးစည်းကြောင်းတွေကိုတတိထားလေ့လာပါဈေးကွက်ကဘာတွေလိုအပ်နေလဲဘယ်လိုနေရာမျိုးမှာကွက်လက်ရှိနေလဲဆိုတာကိုရှာဖွေပါအောင်မြင်မှုနဲ့အခွင့်အရေးဆိုတာစွန့်စားရတဲ့စိတ်နဲ့ဆက်ဆက်နေပါတယ်အရာရာကိုကြောက်ရွံ့နေမယ်ဆိုရင်အခွင့်အရေးကောင်းတွေကိုလက်လွတ်သွားနိုင်ပါတယ်စနေတရစဉ်းစားသုံးသပ်ပြီးစွန့်စားရရင်လှုပ်ဆောင်ပါဆုံးဖြတ်ချက်ကိုမြန်ဆန်စွာချပါအခွင့်အရေးကရေလိုပါပဲရေစည်းကြောင်းတိုင်းလင်းမြန်စွာစီးဆင်းနေတတ်ပါတယ်အခွင့်အရေးတွေ့တဲ့အခါဝင်လေးမနေပဲမြန်မြန်ဆန်ဆန်ဆုံးဖြတ်ပြီးစုပ်ကိုင်နိုင်ဖို့လိုအပ်ပါတယ်အချို့အားဖြင့်ဆိုတော့ဘဝမှာကြုံတွေ့ရသမျှကိုစိတ်သက်ခိုင်းမှစွာနဲ့လက်တွေ့ကြကြနေလန်းရှာဖွေပြီးဖြည့်ရှင်းခြင်းအခွင့်အရေးများကိုကြိုတင်ပြင်ဆင်မှုစွန့်စားရဲစိတ်နဲ့လျင်မြန်သောဆုံးဖြတ်ချက်များဖြင့်စုပ်ကိုင်နိုင်မှာကြောင်းအကြံပြုလိုပါတယ်အခန်းလေးမှန်ကန်စွာပြောဆိုသုံးလုံးပါ
ကိုနှုတ်ကထွက်လာတဲ့စကားလုံးတိုင်းဟာကိုယ့်ရဲ့အတွေးအခေါ်နဲ့အနာဂတ်ကိုပုံဖော်ပေးမဲ့မှန်တစ်ချက်ဖြစ်ပါတယ်။စကားတွေပြောခြင်းဖြင့်မိမိကိုယ်ကိုရောပတ်ဝန်းကျင်ကိုပါခွင့်အားဖြစ်စေပါတယ်။ဥပမာအလုပ်တစ်ခုကိုစတင်တဲ့အခါငါမလုပ်တတ်ဘူးရှုံးမှာပဲလို့ညှိတွားနေမဲ့စားဒါကငါအတွက်အတွေ့အကြုံတစ်ခုငါတင်ယူပြီးအောင်မြင်အောင်လုပ်မယ်လို့ပြောပါကိုယ့်ရဲ့ပါးစပ်ကထွက်လာတဲ့အာရုံတဲ့စကားလုံးတွေဟာကိုယ့်ရဲ့စွမ်းရည်ကိုဆွဲချနေတတ်ပါတယ်ဒါကြောင့်ရေမှန်းချက်နဲ့လိုက်ပတ်တဲ့စကားလုံးများကိုသာရွေးချယ်သုံးနှုန်းဖို့ဒီအခန်းကသတိပေးထားပါတယ်မှန်ကန်စွာပြောဆိုသုံးနှုန်းပါဆိုသည်မှာလူမှုဆက်ဆံရေးနဲ့ဘဝမှာအကောင်းဆုံးအကျိုးရလဒ်တွေရရှိဖို့အတွက်စကားကိုတတိထားဆင်ခြင်ပြီးစနစ်တကျအသုံးပြုပြောဆိုခြင်းကိုဆိုလိုပါတယ်ရေပြိုအားဖြင့်မှန်ကန်စွာပြောဆိုသုံးနှုန်းခြင်းတွင်အချက်၄ချက်အဓိကပါဝင်ပါတယ်မုတာဝါဒကိုရှောင်ပါလိန်ညာခြင်းခြေကားပြောဆိုခြင်းအဟုတ်မဟုတ်မတိကျပဲပြောဆိုခြင်းမျိုးကိုရှောင်ကျင်ရပါမယ်ဟုတ်မှန်သောစကားကိုသာပြောဆိုခြင်းသည်အခြေခံအကျဆုံးဖြစ်ပါသည်မြန်မာစကားပေါ်မှာမှန်တာပြောတစ္ဆာဆိုတဲ့အဆိုစကားလေးရှိပါတယ်နံပါတ်1အကျိုးရှိသောအကြောင်းအရာအနှစ်သာရရှိသောစကားကိုသာပြောပါအချင်းကိုလူပန်းဖြစ်စေတဲ့အနှစ်သာရမရှိသောရောက်တဲ့ရာစကားတွေအတင်းပြင်းတွေကိုရှော့ချပြီးမိမိသူတစ်ပါးနှစ်ဦးသားတို့အတွက်အကျိုးရှိမိစကားများကိုသာပြောဆိုပါပြောတဲ့သောအချိန်နဲ့နေရာကိုသိပါအခွင့်အခါတင်မှပြောဆိုတင်မှပြောဆိုခြင်းကာလဝါရီသည်မှန်ကန်သောစကားပြောဆိုမှုရဲ့အရေးကြီးဆုံးအစိတ်ပိုင်းဖြစ်ပါတယ်အကျိုးစီးပွားနဲ့ဆက်ဆက်သည်ကိုသာပြောဆိုခြင်းသည်အတ္တဝါရီလည်းပါဝင်ပါတယ်နံပါတ်3ကြားနာသူအပေါ်တက်ရောက်မှုယုံရင်ချမ်းသာသောစကားများကိုရှောင်ပါရိုင်းဆိုင်သောစိတ်တိုင်းထွာသောစကားအော်ဟစ်ခြင်းစသည်တို့ကိုရှောင်ကျဉ်ပြီးနူးညံ့သိမ်မွေ့သောချစ်စပွဲကောင်းသောစကားများကိုသာပြောဆိုပါစကားလုံးတွေဟာတန်လျက်လိုထိုးနှက်နိုင်သလိုစေကုသနိုင်တဲ့အာနိသင်လည်းရှိပါတယ်အားပေးမှုနဲ့မေတ္တာရှိထားသောစကားလုံးတွေကိုအသုံးပြုရမှာဖြစ်ပါတယ်နံပါတ်4ပေါင်းစည်းစေသောစကားဂုံးတိုင်ဂုံးချိုသောစကားများကိုရှောင်ပါတဦးနှင့်တဦးအထင်မြင်လွဲအောင်ခင်မင်မှုပြပြအောင်ရန်ညိုးဖွဲ့အောင်အတူထောင်ဂုံးချိုစကားများကိုမပြောဆိုဘဲအချင်းချင်းအဆင်ပြေစေမဲ့ညီညွတ်မှုကိုတိုးပွားစေမဲ့စကားများကိုပြောဆိုပါအချုပ်အားဖြင့်ဆိုတော့မှန်ကန်စွာပြောဆိုသုံးလုံးမှာဆိုဒီမှာကိုပြောလိုက်တဲ့စကားဟာအမှန်တရားဖြစ်ရပါမယ်အကျိုးရှိရပါမယ်နားထောင်သူအပေါ်ချိုးတာယဉ်ကျေးရပါမယ်စီလုံးမှုကိုတိဆောက်ပေးရပါမယ်စားတဲ့စံနှုန်းတွေကိုဖြည့်ဆည်းပေးဖို့ဖြစ်ပါတယ်ဒါမှသာလူမှုဆက်ဆံရေးကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့ဘဝဉာဏ်ငြိမ်းချမ်းရေးအတွက်အကောင်းဆုံးသောအထောက်အကူဖြစ်နိုင်ပါတယ်အခန်းကအပေါင်းအသင်းကိုရွေးချယ်ပေါင်းသင်းပါကိုဘဝရဲ့တိုးတက်မှုဟာကိုယ်နဲ့အတူအချိန်ပြုံးနေတဲ့ဘဝဉာဏ်ကလူပုဂ္ဂိုလ်များအပေါ်မှာတည်မြဲနေပါတယ်တင့်ကိုအောက်သို့ဆွဲချမဲ့သူတွေကိုရှောင်ရှားပြီးတင့်ကိုအမြဲတမ်းတွန်းအားပေးမဲ့အပြုသဘောဆောင်တဲ့လူတွေနဲ့သာပေါင်းသင်းပါအပေါင်းအသင်းဆိုတာလူဘဝရဲ့အရေးကြီးဆုံးစိတ်ပိုင်းတွေကတစ်ခုပါပဲမြန်မာစကားပုံမှာပေါင်းသင်းခြင်းကြောင့်ဂုဏ်တက်သည်ပေါင်းသင်းခြင်းကြောင့်ဂုဏ်ပြတ်သည်လို့ရှိတယ်လို့တန်ခါနာနိတန်ခါမုတ်ဆိုးနာနိမုတ်ဆိုးလို့လည်းဆိုအဆိုးရှိပါတယ်ဒါကြောင့်အပေါင်းအသင်းကိုမှန်မှန်ကန်ကန်ရွေးချယ်ပေါင်းသင်းဖို့အလွန်အရေးကြီးလာပါတယ်နံပါတ်1အပေါင်းအသင်းကောင်းရွေးချယ်ခြင်းတင်ပေါင်းတဲ့လူတွေဟာတင်းရဲ့စိတ်နဲ့စိတ်ထားအနာဂတ်နဲ့တန်ဖိုးတွေကိုဓာတ်ရိုက်တက်ရောက်မှုရှိပါတယ်ဒါကြောင့်အောက်ပါရည်ချင်းတွေနဲ့ပြည့်စုံတဲ့သူတွေကိုရွေးချယ်သင့်ပါတယ်။ကကြီးကိုကျင်တရားနဲ့တန်ဖိုးထားမှုတူညီသူများတင်းရဲ့ယုံကြည်ချက်ကိုကျင်တရားနဲ့တန်ဖိုးထားမှုဥပမာယူသားမှုအယက်သေးစားမတော်တုံးခြင်းအလုပ်ကြိုးစားခြင်းစသည်တွေကိုတူညီတဲ့သူတွေကိုပေါင်းသင်းပါတန်ဖိုးခြင်းမတူသူတွေနဲ့ပေါင်းသင်းရင်အချိန်ကြာလာတာနဲ့အမျှတင်းစီကိုသိုးသွမ်းမှုတွေကူးဆက်လာနိုင်ပါတယ်။စိတ်ကောင်းရှိသူဖြူစင်တဲ့စိတ်မြင့်မြတ်တဲ့သဘောထားနဲ့ကောင်းမွန်တဲ့ရည်ရွယ်ချက်ရှိတဲ့သူတွေကိုပေါင်းသင်းပါသူတို့ရဲ့ကောင်းသောစိတ်ထားကတင့်ကိုပါကောင်းရာကောင်းကျိုးတွေစီဆွဲခေါ်သွားပါလိမ့်မယ်ခါခွေအပြုသဘောဆောင်ပြီးအားပေးနိုင်သူများအမြင်ကျသူနဲ့အားပေးသူတင့်ကိုအမြဲတမ်းအပြုသဘော positive ဖြစ်စေမယ့်စကားတွေပြောဆိုပြီးအခက်အခဲကြုံတဲ့အခါခွင့်အားပေးနိုင်တဲ့သူတွေကိုပေါင်းသင်းပါပညာရှိသူနဲ့တိုးတက်လို့သူတင်ဘဝမှာအထင်ကြီးအားကြရတဲ့တင်ယူလေ့လာစရာတွေရှိတဲ့ပုံကိုယ်တွေသို့မဟုတ်တင်ဖြစ်ခြင်းတဲ့လူလိုနေထိုင်ကျင့်ကြံတဲ့သူတွေကိုမိတ်ဆွေဖွဲ့ပါသူတို့နဲ့ပေါင်းသင်းတာကတင်းရဲ့စွမ်းရည်နဲ့အလားအလာကိုတိုးတက်စေပါလိမ့်မယ်အကျိုးစီးပွားလိုလားသူတင်းတယောက်တည်းရဲ့ကောင်းကျိုးကိုရိုးသားစွာလိုလားပြီးလိုအပ်တဲ့အချိန်မှာဘေးကနေကူညီဖေးမမဲ့တငယ်ချင်းကောင်းကိုပေါင်းသင်းပါ
ကားငယ်ရှောင်ရှားတဲ့တော့အပေါင်းအသင်းမဟုတ်မမှန်ကုန်းလျှောသူမူသားပြောတတ်သူကုန်းလျှောစကားပြောတတ်သူတွေကိုရှောင်ကျင်ပါသူတို့ကြောင့်မလိုလားတဲ့ပြဿနာတွေအထွင်လွဲမှားမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်အပြစ်တင်ဝေဖန်တတ်သူအမြဲတမ်းအပြစ်မြင်ဝေဖန်ခဲ့ရတတ်သူဒေါသကိုရှည်တန်းနေပြီးစကားကြမ်းကြမ်းပြောဆိုတတ်သူတွေကိုလည်းရှောင်ကျင်ပါနှစ်အပေါင်းအသင်းကောင်းများနဲ့ပေါင်းသင်းဆက်ဆံနေကောင်းမွန်တဲ့အပေါင်းအသင်းကိုရွေးချယ်ပြီးရင်ရေရှည်ခိုင်မာတဲ့ဆက်ဆံရေးတည်ဆောက်နိုင်ဖို့အောက်ပါအတိုင်းဆောင်ရွက်သင့်ပါတယ်ရိုးသားမှုနဲ့သစ္စာရှိမှုမိတ်ဆွေပေါ်မှာလိမ်လည်မှုမရှိဘဲရိုးသားပွင့်လင်းစွာဆက်ဆံပါလိုအပ်တဲ့အခါသစ္စာရှိစွာကူညီပံ့ပိုးပေးပါတစ်ဖက်သားကိုလေးစားပါတစ်ဖက်သားရဲ့စကားကိုအရေးတယူဂရုတစိုက်နားထောင်ပါသူ့ရဲ့အကြံပြုချက်ခံစားချက်တွေကိုအလေးထားလေးစားပါတစ်ဖက်သားရဲ့အကြောင်းအရာကိုဘလောက်ပဲညှင်းငွေ့ပွဲဖြစ်နေပါစေနားထောင်ပေးခြင်းကဆက်ဆံရေးကိုခိုင်မာစေပါတယ်အပြန်အလှန်အားပေးထောက်ကူပါမိတ်ဆွေချင်းချင်းအဆင်ပြေခြင်းမှာအတူတူပြောရွှင်နိုင်သလိုအခက်အခဲကြုံတဲ့အခါမှာလည်းအတူတကွရင်ဆိုင်ဖြေရှင်းဖို့အားပေးထောက်ကူပါကိုကျိုးဆွန့်အနစ်နာခံမှုကိုတူရဲ့အကျိုးစီးပွားထက်မိတ်ဆွေရဲ့အကျိုးစီးပွားကိုလည်းကြည်ပေးနိုင်တဲ့စိတ်ထားရှိပါယုံကြည်မှုကိုတည်ဆောက်ပါတဦးနဲ့တဦးလျှို့ချက်တွေကိုထိန်းသိမ်းခြင်းဂရုတည်ခြင်းတို့ဖြင့်မိတ်ဆွေရဲ့ယုံကြည်မှုကိုရယူပါအနည်းချို့အပြင်လူဆိုတာအပေါင်းအသင်းနဲ့နေရတာဖြစ်တဲ့အတွက်တင်ဘသူနဲ့ပေါင်းသင်းနေတယ်ဆိုတာကတင်းရဲ့အစဉ်တန်းကိုဖော်ပြပါတယ်။ကောင်းတဲ့အပေါင်းအသင်းကတင်းဘဝကိုအောင်မြင်မှုနဲ့ပျော်ရွှင်မှုစီခေါ်ဆောင်နိုင်သွားတယ်လို့မကောင်းတဲ့အပေါင်းအသင်းကလည်းတင်းဘဝကိုပျက်စီးစေနိုင်ပါတယ်။ဒါကြောင့်အပေါင်းအသင်းရွေးချယ်တဲ့အခါအသိဉာဏ်နဲ့စင်ကြင်တော်တရားကိုအမြဲတမ်းရှေ့တန်းတင်ပြီးရွေးချယ်ပေါင်းသင်းတင်ပါတယ်။အခန်း6အနာဂတ်အတွက်စီမံကိန်းရေးဆွဲပါအောင်မြင်မှုဟာအလိုလိုဖြစ်ပေါ်လာတာမဟုတ်ပဲတိကျတဲ့အစီအစဉ်ချမှတ်ခြင်းကနေဖြစ်ပေါ်လာတာဖြစ်ပါတယ်။ပန်းနိုင်ကိုသတ်မှတ်ပြီးုံနဲ့မပြီးသေးပါဘူး။ပန်းနိုင်ကိုဘယ်လိုရအောင်သွားမလဲဆိုတာလဲလမ်းမြမြေပုံကိုအသေးစိတ်ရေးဆွဲရပါမယ်။ဥပမာရန်ကုန်ကနေမန္တလေးကိုသွားကျင်တဲ့ဆိုပါစို့မန္တလေးကိုသွားမယ်ဆိုတာပန်းနိုင်ပါပဲ။ဒါပေမဲ့ဘယ်လိုကားစီးမလဲဘယ်ချိန်ထွက်မလဲဘယ်လမ်းကသွားမလဲဆိုတာကစီမံကိန်းပလန်ပါစီမံကိန်းမရှိရင်ပန်းနိုင်ကဘလောက်ပဲကောင်းကောင်းလမ်းဘေးမှာရပ်တန့်နေရပါလိမ့်မယ်။အနာဂတ်အတွက်စီမံကိန်းရေးဆွဲခြင်းဆိုတာကိုယ့်ဘဝရဲ့ရည်မှန်းချက်တွေအိမ်မက်တွေအကောင့်တွေဖော်နိုင်ဖို့လက်ရှိအချိန်ကနေစပြီးစနစ်တကျပြင်ဆင်ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။ဒီစီမံကိန်းရေးဆွဲခြင်းကိုအဆင့်ဆင့်ခွဲခြားပြီးအသေးစိတ်ရှင်းပြပေးပါမယ်။ကာကြီးကိုသုံးသက်ခြင်းစီမံကိန်းမဆွဲခင်မှာကိုယ့်ရဲ့ပြစ္ဆုတ်ပံအခြေအနေကိုရှင်းရှင်းလင်းလင်းသိဖို့လိုအပ်ပါတယ်။အားသာချက်အားနည်းချက်တွေကိုစမ်းစစ်ပါအားသာချက်များတင်ထူးကျွန်းတဲ့ကျွမ်းကျင်တဲ့အရာတွေကဘာတွေလဲဥပမာပြောဆိုဆက်ဆံရေးကောင်းခြင်းနည်းပညာတက်မြောက်ခြင်းအားနည်းချက်များတင်ကိုတိုးတက်အောင်လှုပ်ဆောင်ဖို့လိုအပ်တဲ့အရာတွေကဘာတွေလဲဥပမာအချိန်စီမံခန့်ခွဲမှုအားနည်းခြင်းအင်္ဂလိပ်စကားမပြောတတ်ခြင်းအခွင့်အလမ်းများတင်ပဝန်းကျင်ဒါမှမဟုတ်စီးပွားရေးလောကမှာအသင်းအတွက်အကျိုးရှိမဲ့အခြေအနေတွေကဘာတွေလဲဥပမာသက်ဆိုင်ရာလုပ်ငန်းခွင်မှာလိုအပ်ချက်များနေခြင်းတန်ဖိုးထားမှုများကိုဖော်ထုတ်ပါတင်ဘဝမှာအရေးကြီးဆုံးကဘာလဲဥပမာမိသားစုလွတ်လပ်မှုငွေကြေးကျန်းမာရေးပညာရေးဒီအချက်တွေကတင့်ရည်မှန်းချက်တွေကိုမှန်ကန်စွာရေးချွေနိုင်ဖို့ကူညီနိုင်ပါလိမ့်မယ်နှစ်ရည်မှန်းချက်များသတ်မှတ်ခြင်းရည်မှန်းချက်တွေကတင်းရဲ့ဥဒိယာကိုညွှန်ပြပေးမယ်တန်ခိုင်းအိမ်မြောင်လို့ဖြစ်ပါတယ်ရေရှည်ရည်မှန်းချက်9နှစ်10နှစ်ဒါမှမဟုတ်တသက်တာအတွက်မျှော်မှန်းချက်အလုပ်ကိုင်းအိမ်တော်ရေးငွေကြေးလွတ်လပ်မှုတွေဖြစ်ပါတယ်ရေတူရည်မှန်းချက်ရေရှည်ရည်မှန်းချက်ကိုအထောက်အကူပြုမဲ့6လတစ်နှစ်အတွင်းပြီးမြောက်ရမယ့်ရည်မှန်းချက်အငယ်လေးတွေဥပမာကွန်ပျူတာသင်တန်းကိုပြီးဆုံးအောင်တက်ခြင်းနံပါတ်3လှုပ်ဆောင်မည့်အဆင့်များနဲ့အစီအစဉ်ချခြင်းရည်မှန်းချက်တွေကိုအကောင့်တွေပေါ်ဖို့အတွက်အသေးစိတ်အဆင့်တွေလိုအပ်ပါတယ်လုပ်ငန်းစဉ်များချမှတ်ပါတတ်မှတ်ထားတဲ့ရည်မှန်းချက်တစ်ခုကိုအောင်မြင်ဖို့ဘယ်အရာတွေစားလို့ရမလဲဆိုတာစရင်ပြုစုပါဥပမာစုဆောင်းငွေတိုးတက်ဖို့အတွက်အဆင့်1ဝင်ငွေတိုးမှလှုပ်ရှားရန်အဆင့်2မလိုအပ်တဲ့အသုံးစရိတ်တွေကိုဖြတ်တောက်ရန်အချိန်စရာရေးဆွဲပါအဆင့်တစ်ခုစီအတွက်အချိန်သတ်မှတ်ချက်စတင်ရမယ့်နေ့နဲ့ပြီးစီးရမယ့်နေ့ရက်တွေကိုသတ်မှတ်ပါ3ရင်းမြစ်များကိုဖော်ထုတ်ပါရည်မှန်းချက်တွေအောင်မြင်ဖို့အတွက်ဘယ်လိုအရင်းမြစ်တွေလိုအပ်တယ်လဲဥပမာငွေကြေးအချိန်အသိပညာကျွမ်းကျင်သူအကူအညီနံပါတ်4ဖြစ်နိုင်ခြေရှိသောအခက်အခဲများကိုကြိုတင်စဉ်းစားပါလမ်းတစ်လျှောက်မှာကြုံတွေ့နိုင်တဲ့ပြဿနာတွေကိုကြိုတင်စဉ်းစားပြီးဖြေရှင်းနည်းတွေကိုပါရေးဆွဲပါစီမံကိန်းရေးဆွဲပြီးတာနဲ့အရာအလုံးပြည့်စုံသွားပြီလို့မယူဆပါနဲ့ပုံမှန်စောင့်ကြည့်ပါတစ်လတစ်ခါသို့မဟုတ်3လတစ်ခါကိုယ့်ရဲ့စီမံကိန်းကိုပြန်လည်ဆန်းစစ်ပါ
ရီမန်းချက်တွေစီကိုရောက်ဖို့ခရီးဘလောက်ပေါက်နေပြီလဲဆိုတာစစ်ဆေးပါလိုအပ်တယ်လို့ပြင်ဆင်ပါဘဝမှာမထင်မှတ်တဲ့အပြောင်းလဲတွေအမြဲဖြစ်ပေါ်နိုင်ပါတယ်ဘဝဉာဏ်အခြေအနေတွေကိုယ့်ရဲ့စိတ်နေစိတ်ဓာတ်တွေပြောင်းလဲလာရင်စီမံကိန်းကိုလိုက်လျောညီတွေဖြစ်အောင်ပြန်လည်ချိန်ညှိပါတင်ယူမှုနဲ့တိုးတက်မှုကိုမှတ်တမ်းတင်ပါအောင်မြင်မှုတည်တည်လေးတွေအမားလေးတွေကနေတင်ယူခဲ့ရတာတွေကိုမှတ်တမ်းတင်ပြီးရှေ့ဆက်မဲ့လမ်းအတွက်သင်ခန်းစာယူပါအနာဂတ်စီမံကိန်းရေးဆွဲခြင်းဟာတစ်ချိန်တည်းလုပ်ရမယ့်အလုပ်မဟုတ်ပဲဘဝတစ်လျှောက်လုံးလုပ်ဆောင်ရမယ့်ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်စနေတကျရေးဆွဲထားတဲ့စီမံကိန်းဟာတင့်ကိုပုံမကောင်းမွန်တဲ့ပုံမစိတ်ကျေနပ်စရာကောင်းတဲ့ဘဝစီကိုဥတည်သွားစေမှာဖြစ်ပါတယ်အခန်းခွန်လက်နက်ကောင်းတွေစုဆောင်းထားပါအောင်မြင်မှုအတွက်လိုအပ်တဲ့ကျွမ်းကျင်မှုတွေဗဟုသုတတွေနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးတွေကိုစုဆောင်းထားပါတင်ယူခြင်းကိုဘယ်တော့မှမရက်တတ်မဲ့ဘဝတစ်လျှောက်လုံးလေးလာနေသူဖြစ်နေပါစေမိမိဘဝတဲ့လက်နက်ကောင်းတွေစုဆောင်းမှာဆိုတဲ့စကားစုဟာဘဝမှာအောင်မြင်ပျော်ရွှင်တဲ့လူတစ်ယောက်ဖြစ်လာဖို့အတွက်ပြင်ပပစ္စည်းတွေကိုစုဆောင်းတာမျိုးမဟုတ်ပဲအတွင်းစိတ်အရေးချင်းတွေနဲ့အသိပညာတွေကိုစူးစမ်းတည်ဆောက်ထိန်းသိမ်းခြင်းကိုဆိုလိုပါတယ်ဘဝမှာရင်ဆိုင်ရမယ့်စိန်ခေါ်မှုတွေအခက်အခဲတွေကိုအောင်မြင်စွာကျော်လွှားနိုင်ဖို့လိုအပ်တဲ့အဖို့တန်လက်နက်ကောင်းတွေကတော့အောက်ပါအတိုင်းပဲဖြစ်ပါတယ်၁အသိပညာနဲ့ကျွမ်းကျင်မှုဒီခေတ်မှာအသိပညာဟာအကြီးမားဆုံးသောလက်နက်ဖြစ်ပါတယ်။စင်စမ်းမပြတ်သင်ယူခြင်းဘွဲလက်မှတ်တစ်ခုတည်းနဲ့ရက်တက်မနေဘဲနဲ့ဘဝတစ်လျှောက်လုံးလေ့လာသင်ယူနေရမှာဖြစ်ပါတယ်။စာအုပ်တွေဖတ်ခြင်း၊သင်တန်းတွေတက်ခြင်းအသေးအစမ်းတွေကိုစူးစမ်းခြင်းဖြင့်ကိုယ့်ရဲ့အုံနောက်ကိုအမြဲတမ်းပြည့်ဖြိုးနေအောင်လှုပ်ဆောင်ရပါမယ်။ပညာရေးဆိုင်ရာကျွမ်းကျင်မှုမိမိလောက်ကိုင်းနေတဲ့နယ်ပယ်မှာအကောင်းဆုံးဖြစ်အောင်လေ့လာလိုက်စားပါ။ဥပမာနည်းပညာ၊ဘာသာစကား၊စီမံခန့်ခွဲမှုစွမ်းရည်ဘဝတတကျွမ်းကျင်မှုပြဿနာဖြေရှင်းနိုင်စွမ်းအချိန်ကိုစီမံခန့်ခွဲနိုင်စွမ်းငွေကြေးစီမံခန့်ခွဲမှုစတဲ့နေ့စဉ်ဘဝမှာအသုံးဝင်တဲ့ကျွမ်းကျင်မှုတွေကိုတိုးတက်အောင်လုပ်ဆောင်ရမှာဖြစ်ပါတယ်။နံပါတ်1ခံယူချက်နဲ့စိတ်ဓာတ်ခွန်အားခက်ခဲခြင်းနဲ့ဘဝခီးလမ်းမှာစိတ်ဓာတ်ခွန်အားကမရှိမဖြစ်လိုအပ်တဲ့လက်နက်တစ်ခုပါ။ဇွဲလုံလဝရိယအောင်မြင်မှုဆိုတာလွယ်လွယ်ရခဲ့တာမဟုတ်ပါဘူး။အခက်အခဲတိုင်းလက်မလျှော့ပဲပင့်ကူလိုပဲအချိန်ချင်းကြိုးစားပြီးရည်မှန်းချက်စီကိုဆက်လန်းရှောက်နိုင်တဲ့ဇွဲတတိရှိရပါမယ်ရှုံးနေမှုကိုသင်ခန်းစာအဖြစ်မြင်ခြင်းအကောင်းမြင်စိတ် positive thinking လောကရန်မျိုးမျိုးကြုံလာရတဲ့အခါကောင်းသောစိတ်ခံစားချက်ကိုဖန်တီးပြီးအခက်အခဲတွေကိုတည်ငြိမ်စွာရင်ဆိုင်ဖြေရှင်းနိုင်တဲ့စိတ်ထားရှိရပါမယ်ကိုယ့်ကိုယ်ယုံကြည်မှုကိုယ့်ရဲ့အရေးချင်းနဲ့စွမ်းဆောင်နိုင်စွမ်းအပေါ်ယုံကြည်မှုရှိခြင်းဟာအခြားလူတွေရဲ့ကဲ့ရဲ့ချုံချမှုကိုဂရုမစိုက်ပဲကိုယ်လန်းကိုဆက်ရှောက်နိုင်ဖို့အရေးကြီးပါတယ်နံပါတ်3ကိုကျင့်တရားနဲ့ဆက်ဆံရေးလူမှုဘဝဝင်ခြင်းမှာအောင်မြင်စွာရည်တည်နိုင်ဖို့အတွက်ဒီလက်နက်တွေကအခြေခံအုတ်မြစ်တွေဖြစ်ပါတယ်။ကောင်းသောစိတ်နေစိတ်ထားစိတ်ရင်းစိတ်ထားကောင်းမွန်ခြင်းသီလရှိခြင်းမေတ္တာဂရုဏာထားရှိခြင်းတို့ဟာရေရှည်အတွက်အကျိုးပေးမဲ့ကုသိုလ်ကောင်းမှုလက်နက်တွေဖြစ်ပါတယ်။ခိုင်မာသောဆက်ဆံရေးကွန်ရက်ဘဝမှာကိုယ်တန်ဖိုးကိုနားလည်ပြီးတန်ဖိုးထားတဲ့မိတ်ဆွေကောင်းဆရာသမားကောင်းကလျာဏမိတ်တာတွေနဲ့ပေါင်းသင်းဆက်ဆံပါသူတို့ဟာဘဝအတွက်အခွင့်အလမ်းကောင်းနေတဲ့အကူအညီတွေကိုပေးနိုင်ပါတယ်ဆက်သွယ်ပြောဆိုနိုင်စွမ်းကိုယ့်ရဲ့အတွေးအမြင်တွေကိုရှင်းရှင်းလင်းလင်းထိရောက်စွာပြောဆိုနိုင်ခြင်းသူတစ်ပါးရဲ့စကားကိုနားထောင်နိုင်ခြင်းဟာအလုံးမာရောကိုယ်ရေးကိုယ်တာဘဝမှာပါအလွန်အရေးပါပါတယ်နံပါတ်4ကျမ်းမာရေးနဲ့စွမ်းရင်ဒီလက်နက်တွေမရှိရင်ကြံတဲ့လက်နက်တွေကအသုံးမဝင်နိုင်ပါဘူးကိုယ်ကျမ်းမာရေးစိတ်ရိုးကိုယ်ပါကျမ်းမာတန်ဆွမ်းနေဖို့လေ့ကျင့်ခန်းလုပ်ခြင်းအာဟာရပြည့်ဝအောင်စားသုံးခြင်းမိမိကိုယ်ကိုဂရုစိုက်ပါစိတ်ကျမ်းမာရေးစိတ်ဖိစီးမှုတွေကိုစီမံခန့်ခွဲနိုင်ခြင်းစိတ်ပျော်ရွှင်အောင်နေထိုင်တတ်ခြင်းတို့ဟာရေရှည်မှာထိရောက်တဲ့လောက်ကိုင်းနိုင်ဖို့အရေးကြီးပါတယ်ဒီအခန်းလေးကိုအချုပ်ပြောရရင်မိမိဘဝအတွက်လက်နက်ကောင်းတွေစုဆောင်းမှာဆိုတာဟာကိုယ်ပိုင်ရည်ချင်းဉာဏ်ပညာနဲ့စိတ်သက်ခွန်အားတို့ကိုစင်ဆက်မပြတ်လေ့ကျင့်တည်ဆောက်နေခြင်းကိုဆိုလိုခြင်းပဲဖြစ်ပါတယ်ဒီလက်နက်တွေဟာပိုင်ဆိုင်မှုတွေလိုလွယ်လွယ်ပျက်စီးပျောက်ဆုံးမသွားနိုင်ပဲဘဝရဲ့အဖို့တန်ဆုံးအမွေနှစ်တွေဖြစ်ကြပါတယ်အခန်း၈ကိုယ့်ရဲ့ဂုဏ်သိက္ခာကိုမြင့်တင်ပါကိုတန်ဖိုးထားပြီးယုံကြည်စိတ်ချရတဲ့သူအဖြစ်ဘဝဉ္ဇဉ်ကိုတတ်သိပြခြင်းဖြစ်ပါတယ်ပိုက်ဆံနဲ့ဝယ်လို့မရတဲ့လူတူဦးချင်းစီရဲ့တန်ဖိုးကိုအလေးထားပါဥပမာအသင်းရဲ့လုပ်ပေါ်ကိုင်ဘက်တွေကသူပြောတဲ့စကားသူလုပ်တဲ့အလုပ်ဟာအမြဲတမ်းမှန်ကန်တယ်လို့ယုံကြည်နေရင်ဒါဟာအသင်းရဲ့မြင်မာတဲ့ဂုဏ်သိက္ခာပါပဲဥပမာချိန်ထားတဲ့အချိန်ကိုအမြဲတမ်းနောက်ကျနေတဲ့သူတို့ဟာဘလောက်ပဲတော်နေပါစေသူ့ရဲ့ဂုဏ်သိက္ခာကကျဆင်းနေမှာဖြစ်ပါတယ်ဒါကြောင့်ဂရိတ်တီးခြင်းယူသားခြင်းအချိန်လေးစားခြင်းစတဲ့ဂုဏ်သိက္ခာတွေဟာအောင်မြင်မှုတွေအရင်နည်းဖြစ်ပါတယ်
ကိုယ့်ရဲ့ဂုဏ်သိက္ခာကိုမြင့်တင်ပါဆိုတာဟာကိုယ့်ရဲ့ကိုယ်ပိုင်တန်ဖိုးအခြားသူတွေရဲ့လေးစားမှုကိုရယူခြင်းနဲ့လူ့ဘဝဝင်ခြင်းမှာအခိုင်အမာရည်တည်နိုင်ဖို့အတွက်ကိုယ့်ရဲ့ကိုယ်သွေးနဲ့ဇယိုက်လက္ခဏာတွေကိုတည်ဆောက်ခြင်းပဲဖြစ်ပါတယ်။ဂုဏ်သိက္ခာဆိုတာအပြင်ပန်းအတွင်ပြင်ဒါမှမဟုတ်ချမ်းသာကြွယ်မှုမဟုတ်ပဲကိုယ့်ရဲ့ပြုမှုနေထိုင်မှုစိတ်နေသဘောထားနဲ့လှုပ်ဆောင်ချက်တွေကနေဖြစ်ပေါ်လာတဲ့အတွင်းစိတ်တန်ဖိုးနဲ့လူမှုရေးတန်ဖိုးကိုဆိုလိုခြင်းဖြစ်ပါတယ်။ကိုယ့်ရဲ့ဂုဏ်သိက္ခာကိုမြင့်တင်နိုင်မဲ့နိလန်များနဲ့အဓိကအချက်များမှာအောက်ပါအတိုင်းဖြစ်ပါတယ်။နံပါတ်1ကိုကျင်တရားနဲ့စံနှုန်းများကိုထိန်းသိမ်းခြင်းတမာရီရှိခြင်းပြောသမျှကိုလှုံ့ဆော်ခြင်းဂတိတည်ခြင်းမှန်ကန်ဖြောင်းမှန်စွာနေထိုင်ခြင်းကိုလိုရဲ့အတွက်ကိုတာဝန်ယူရခြင်းပဲဖြစ်ပါတယ်။စီကံလိုက်နာခြင်းအလုံးမှာပဲဖြစ်ဖြစ်ပေါင်းတင်ဆက်ဆံရေးမှာပဲဖြစ်ဖြစ်စီကံရှိခြင်းနဲ့တာဝန်ယူမှုကိုပြသခြင်းတို့ဖြစ်ပါတယ်။တရားမျှတမှုသူတစ်ပါးပေါ်ခွဲခြားဆက်ဆံခြင်းမရှိဘဲတရားမျှတစွာဆက်ဆံခြင်းဖြစ်ပါတယ်။နံပါတ်2ကိုယ်ကိုယ်သွေးနဲ့စွမ်းဆောင်ရည်မြင့်တင်ခြင်းအသိပညာတိုးတက်အောင်လှုံ့ဆော်ခြင်းမိမိနယ်ပယ်မှာထူးချွန်အောင်ကြိုးစားသင်ယူပြီးကိုယ်ကိုယ်သွေးမြင့်မောအောင်လှုံ့ဆော်ခြင်းပညာအတတ်ပညာကျွမ်းကျင်မှုမြင့်မားလေလေကိုယ့်ရဲ့ဂုဏ်သိက္ခာကိုတန်ဖိုးထားမှုပိုများလေလေဖြစ်ပါတယ်။ဗန်းနိုင်များကိုအောင်မြင်အောင်ကြိုးစားခြင်းမိမိချမှတ်ထားတဲ့ရည်မှန်းချက်တွေလုပ်ငန်းတာဝန်တွေကိုဇွဲလုံလဝရိယနဲ့ကြိုးစားပြီးအောင်မြင်အောင်စွမ်းဆောင်ပြနိုင်ခြင်းပဲဖြစ်ပါတယ်။မိမိကိုယ်ကိုတန်ဖိုးထားခြင်းကိုလေးစားတန်ဖိုးထားမှသာသူတစ်ပါးကကိုယ်ကိုလေးစားလာမှာဖြစ်ပါတယ်အလွယ်တကူရှောင်မပြီးပဲကိုယ့်ရဲ့မှုတွေကိုထိန်းသိမ်းရမှာဖြစ်ပါတယ်နံပါတ်3သူတစ်ပါးပေါ်ဆက်ဆံပုံသူတစ်ပါးဂုဏ်သိက္ခာကိုလေးစားခြင်းကိုယ့်ရဲ့ဂုဏ်သိက္ခာကိုမဆုံးရှုံးလို့ရင်အခြားသူရဲ့ဂုဏ်သိက္ခာသို့မဟုတ်လူသားချင်းတန်ဖိုးကိုလည်းလေးစားတန်ဖိုးထားရပါမယ်လူတိုင်းမှာမွေးရပါဂုဏ်သိက္ခာရှိတယ်ဆိုတာကိုအတိအမှတ်ပြုခြင်းဖြစ်ပါတယ်ယဉ်ကျေးစွာဆက်ဆံခြင်းလူအများနဲ့ဆက်ဆံတဲ့အခါယဉ်ကျေးတိမ်မွေ့ပြီးတင့်လျော်တဲ့အပြုအမူကိုပြသခြင်းဖြစ်ပါတယ်။ကျင်နာမှုနဲ့ဖေးမကူညီမှုအခြားသူတွေကိုကူညီဖေးမခြင်းဂရုဏာစိတ်ထားခြင်းဖြင့်လူမှုဘဝဝင်ခြင်းမှာကောင်းမွန်တဲ့ဘုံရိပ်ကိုတည်ဆောက်ခြင်းဖြစ်ပါတယ်။နံပါတ်4ဘဝဝင်ခြင်းကိုအာရုံမစိုက်ခြင်းအပြင်ပန်းအမြင်ကိုလစ်လူရှုခြင်းလူအများရဲ့ချီးမွမ်းခြင်းကဲ့ရဲ့ခြင်းဟာအချိန်တန်ရင်ပြောက်ကွယ်သွားမှာမို့အဲ့ဒါတွေကိုအာရုံစိုက်နေမဲ့အစားကိုယ့်ရဲ့လှုံ့ဆော်ခြင်းနဲ့စိတ်သက်ကိုသာဂရုစိုက်ပါအနည်းချုပ်အပြင်ဂုဏ်သိက္ခာကိုမြင့်တင်ခြင်းဆိုသည်မှာမိမိကိုယ်ကိုအမြဲတမ်းအောင်လှုံ့ဆော်ခြင်းစည်းကမ်းနဲ့တမာတိရှိခြင်းသူတစ်ပါးကိုလေးစားခြင်းစတဲ့ကောင်းမွန်တဲ့ဇယိုက်လက္ခဏာတွေကိုဘဝတစ်လျှောက်လုံးတည်ဆောက်ထိန်းသိမ်းခြင်းပဲဖြစ်ပါတယ်နေဝန်းကျိုးအနေနဲ့အနာဂတ်လူငယ်နဲ့ဤပြူဟာစာအုပ်ဟာခေတ်သစ်လူငယ်များအတွက်ပေးအပ်တဲ့ရိုးရှင်းတဲ့လမ်းညွှန်စာအုပ်သက်မဟုတ်ပဲဘဝရဲ့တသနာနဲ့စစ်မှန်သောအောင်မြင်မှုကိုဘယ်လိုဖော်ဆောင်ရမလဲဆိုတဲ့ကိုယ်တိုင်ရေးဆွဲရမယ့်လမ်းပြမြေပုံတစ်ခုဖြစ်ပါတယ်။စာအုပ်ရဲ့အဓိကပေးခြင်းတဲ့ message ကတော့မိမိဘဝကိုတခြားသူတွေရဲ့လက်ထဲမှာအနံ့မထားပဲကိုယ်ပိုင်စိတ်ကူးစိတ်သန်းနဲ့ရဲရဲရင်ရင်ဖန်တီးတည်ဆောက်ပါဆိုတာပါပဲ။စာရေးသူကလူငယ်တွေကိုအိမ်မက်ကြီးကြီးမှတ်ဖို့တိုက်တွန်းယုံတော်မကအဲ့ဒီအိမ်မက်တွေကိုအကောင့်ထဲပေါ်လာဖို့လိုအပ်တဲ့လက်တွေ့ကျတဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာပြင်ဆင်မှုတွေကိုပါအသေးစိတ်ထောက်ပြပေးထားပါတယ်။ဒီစာအုပ်မှာအောင်မြင်မှုဆိုတာငွေကြေးချမ်းသာခြင်းတသက်ကိုမဆိုလိုပဲမာနာကင်းခြင်းဂရိတည်ခြင်းပင်ပန်းမှုကိုရဲရဲရင်ဆိုင်ခြင်းစတဲ့ဂုဏ်သိက္ခာမြင့်မားတဲ့စိတ်ဓာတ်တွေကိုပိုင်ဆိုင်ခြင်းဖြစ်တယ်လို့အခိုင်အမာဖော်ပြထားပါတယ်။မာနာကြီးမှုဟာတင်ယူမှုတကားကိုပိတ်ဆို့တာဖြစ်လို့မသိတာကိုမသိဘူးလို့ဝန်ခံပြီးတင်ယူလိုစိတ်ဝင်မြူရပါမယ်။ကိုယ့်ရဲ့ရည်မှန်းချက်ကိုအထောက်အကူမပြုတဲ့လူပုဂ္ဂိုလ်နဲ့အခြေအနေတွေကိုရဲရဲဝံ့ဝံ့ရှောင်ရှားပြီးအပြုသဘောဆောင်တဲ့ဘဝဝင်ခြင်းကိုဖန်တီးတည်ဆောက်ရပါမယ်။အောင်မြင်မှုဟာကြိုးစားပန်းစားအလုပ်လုပ်ခြင်းဆိုတဲ့တန်ဖိုးကြီးတဲ့ယဉ်ကျေးမြုံနယ်မှုကနေသာရရှိတယ်ဆိုတဲ့သဘောတရားကိုစာအုပ်တအုပ်လုံးမှာလွှမ်းခြုံထားပါတယ်။အနာဂတ်လူငယ်နဲ့နေပြူဟာစာအုပ်ဟာစာဖတ်သူကိုအတွေ့အခေါ်အဆင့်ကနေလက်တွေ့လှုပ်ဆောင်မှုအဆင့်ကိုတက်လှမ်းနိုင်ဖို့တွန်းအားပေးထားပါတယ်။မိမိဘဝမိမိစိတ်တိုင်းညာထူထောင်လုပ်သူတိုင်းအတွက်လိုအပ်တဲ့စိတ်ဓာတ်ခွင့်အားအချိန်စီမံခန့်ခွဲမှုစကားပြောဆိုစွမ်းရည်ပုဂ္ဂိုလ်ရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနည်းလမ်းများကိုတစုတစည်းတည်းပေးအပ်ထားတဲ့လမ်းညွှန်ကောင်းတစ်ခုပဲဖြစ်ပါတယ်။ဒီစာအုပ်ကိုဖတ်ပြီးတဲ့နောက်မှာတင့်အနေနဲ့ငါဘာလုပ်ရမလဲဆိုတဲ့မေးခွန်းအစားငါဘယ်လိုစလုပ်ရမလဲဆိုတဲ့လှုံ့ဆော်ချက်စီကိုဥတည်သွားစေမှာသိကြပါတယ်။ဒါကြောင့်မို့ဒီစာအုပ်အနည်းချုပ်လေးကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါတယ်ခင်ဗျာ။နောက်ထပ်ဗီဒီယိုများမှာပြန်လည်ဆုံတွေ့ကြမယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။